Neto, ya lo gue tolong gini tuh, no? Mana tuh tuh, so ini, le, lah gue, le, bây giờ dạ nó gue, chọ, tụi nó chọ, nó gue, ok, chọ, dạ, anh đi con này dạ, anh gue lấy đuôi mà nó, lấy đuôi lên này nó gue, lên để bây giờ nga, ở đây là nga, lên nó gue nga, bây giờ chọ, lên dạ, anh đi cái này, anh đi con dạ rồi nó chú lấy vào xem bị mà tôi cái này. အားလုံးပဲမင်္ဂလာပါအခုဟာလေးကကြတော့အခုဥစ္စာလေးကကျွန်တော်တို့ဒါ injector tester လေးပေါ့ injector tester လေးကိုဘာစိတ်ကူးနဲ့လှုပ်လိုက်လဲလို့ဆိုရင် injector tester ဘာလို့လှုပ်ရလဲဆိုရင်ကျွန်တော်စက်ပညာကိုတွေတောထဲမှာပဲဖြစ်ဖြစ်မြို့ပေါ်မှာဖြစ်ပြင်ဆင်တဲ့အခါမှာဝါရင်းဆရာတွေကလည်းမလာနိုင်ဘူးပေါ့ဗျာဝါရင်းဆရာတွေကလည်းမလာနိုင်ဘူးကျွန်တော်တို့တချို့ညီလေးတွေဆိုရင် ET မရှိတာတို့ diagnosis tool တွေမပြည့်စုံဘူးပေါ့မပြည့်စုံတဲ့အခါမှာသူတို့ကဘာဖြစ်တုံးဆိုတော့အခါကျတော့ဒီဇယ်ပန့်ကြောင့်လား injector ကြောင့်လား controller ကြောင့်လားဆိုအဲ့ပြဿနာတွေရှိတယ်အဲ့ပြဿနာတွေရှိတဲ့အခါကျတော့ကျွန်တော်တို့ကဒါ injector tester လေးကိုဒါတီထွင်ထားတာပေါ့နော် injector tester လေးမှာဆိုရင် injector 6လုံးလုံးကိုဆန်းလို့ရမယ် black box လေးတွေရောပြုလုပ်ထားတယ်နောက်တစ်ခုကကျတော့ဒီ injector tester လေးရဲ့အသက်ချက်ကဆိုတော့ရှေ့ရဗီဒီယိုမှာပြခဲ့တဲ့အတိုင်းပေါ့နော်သူက1 injector 2 injector 3 injector 4 injector 5 injector 6 injector အဲ့ဒါလေးတွေကိုချိတ်ဆက်လိုက်တာနဲ့ဆက်ကို step လုပ်လိုက်မယ်ဆိုတာနဲ့သူက flat light လေးတွေဖြစ်လာမှာတော်ဆိုပေါ့ဗျာ flat light လေးဖြစ်လာမှာအခုကျွန်တော်ပြနေတာလေးကကျတော့ကျွန်တော်ဒါ lithium battery လေးနဲ့ကျွန်တော်လှုပ်ထားတဲ့ဥစ္စာလေးပေါ့နော်အဲ့ဒါ lithium battery နဲ့လှုပ်ထားတဲ့ဥစ္စာလေးကိုဒါလေးကိုပြပေးတာဒီ circuit တီထွင်တာတော့ကျွန်တော်အရင်တစ်ခါတော့ပြောသလိုပဲကျွန်တော် circuit maker မဟုတ်ပါဘူးကျွန်တော်က idea ပဲပြောရတာပါကျွန်တော်ညီငယ်တယောက်ကနေပြီးတော့ဒါလေးကိုတီထွင်ထားတာဒါလေးကိုကျွန်တော်တို့ကစက်ပညာငယ်တွေအသုံးပြုလို့အဆင်ပြေအောင်လို့ရောင်းချပေးမှာကိုရဲ့ဒီပြောမှဆို made in ပြဘာမှပေါ့ဗျာပြောမှမြန်မာပြည်တွင်ပြုလုပ်သည်ဆိုတော့ဆရာတယောက်ပြောခဲ့ဘူးလားမြန်မာပြည်တွင်ပြုလုပ်သည်ဆိုတဲ့ဥစ္စာကအရင်သဘောကျတယ်ဆိုတော့ဒါလည်းကျွန်တော်တို့က made in မြန်မာပဲဗျ made in မြန်မာပြည်မှာပဲထုတ်လုပ်ထားတာအဲ့မှာ injector ပြောမှဆိုပတ်မှာတက်တဲ့ solenoid လေးကို test run လုပ်လို့ရမယ် injector 6လုံးလုံးကိုမီးရောက်မြောက်ဆန်းလို့ရမယ်အဲ့လိုဆန်းခြင်းအပြင်ဘာကောင်းကျိုးတွေရှိလာတော့ကျွန်တော်တို့ကဘာကောင်းကျိုးတွေရှိလာတော့ဆိုလို့ရှိရင် controller တွေကောင်းမကောင်း injector ကို signal တွေရောက်မရောက်ဒါတွေအားလုံးသိလာမယ်တချို့ညီတွေကြပြောကြတယ် injector ကိုဘိုးတိုင်းတာဘိုးမရောက်ဘူးဆရာသမားဘိုးမရောက်ဘူးဆရာသမား injector ကိုဘယ်လိုမှဘိုးရောက်တဲ့ဥစ္စာသိနိုင်မှာမဟုတ်ပါဘူးဘာဖြစ်လို့ step မွေးလို့ရှိရင်ကို engine အပတ်ရေက400လောက်လဲတာပါဘာလို့400လဲဘယ်လို400လဲဆိုတော့10မိနစ်ကိုအပတ်ရေ400เนาะအဲ့10မိနစ်ကိုအပတ်ရေ400မှာ engine ကနှစ်ပတ်မှာတစ်ချိန်1 2 3 4 5 6ကအစင်လိုက်ဖြစ်သွားပေါက်ကွဲစဉ်ဖြစ်သွားပြီအဲ့ပေါက်ကွဲစဉ်ဖြစ်သွားတဲ့ site ပြောမယ်ဆိုခဏပိုင်းလေးအတွင်းမှာဘယ်လိုမှမီတာကဖတ်နိုင်တဲ့အရေးချင်းဖတ်နိုင်တဲ့ဥစ္စာမဖြစ်ဘူးပေါ့ဗျာပြောချင်တာမီတာနဲ့တိုင်းလို့ရှိရင်မီတာမှာတက်လာမဲ့gate တွေကိုသူတို့လုံးဝမဖတ်နိုင်အဲကြတော့ကျွန်တော်ကဒါ flat light ပေါ့ပြောမှဒါလေးကိုတက်ပြီးတော့ချိတ်လိုက်မယ်ဆိုရင် flat light လေးတော်ဆိုပြီးတော့မီးလေးတွေလင်းလာမယ်ဒါဆိုရင်တော့ECN ကောင်းမယ် injector ကောင်းမယ် solenoid တွေကောင်းမယ်ဆိုပြီးဒါလေးတွေကျွန်တော်တို့က test လုပ်ဖို့အတွက်ဒီဥစ္စာလေးကိုတီထွင်ထားတာတော်တဲ့ညီငယ်တွေရောစက်ပြင်ညီငယ်တွေအားလုံးအဆင်ပြေအောင်ပေါ့ဗျာဒီ tester လေးကိုပြုလုပ်ထားတာအဲ့တော့ညီငယ်တို့သုံးကြည့်ပါအဆင်ပြေပါတယ်ဒါတော့ဘောက်ကနှလုံးပဲလောက်ရသေးတယ်အနဲ့ရောင်လေးကတော့ကျွန်တော်သုံးဖို့အဖြူရောင်ကတော့လဲကျွန်တော်သုံးဖို့ပဲအမေညီငယ်တို့လိုအပ်တယ်ဆိုလို့ရှိရင်တော့အပြုလုပ်ပေးဖို့ရှိပါတယ်အားလုံးကျေးဇူးတင်ပါတယ်